ရှင်ကောဋ္ဌညပြီးတော့ဒုတိယမြောက်သောတာပန်ဖြစ်တာဘယ်သူတုံးဆိုရင်တော့ဖြေနိုင်မှမေးကြည့်မယ်ဆိုရင်ဒီမေးခွန်းကြတော့အမှန်ဖြေနိုင်တဲ့ပုဂ္ဂိုလ်နဲခြင်းနဲသွားနိုင်တယ်ပေါ့ရှင်ကောဋ္ဌညသောတာပန်ဖြစ်ပြီးတဲ့နောက်မှာဒုတိယသောတာပန်ဖြစ်တာပိဿဝဂ္ဂိမဟုတ်ဘူးကုရရဂရမျိုးမှာနေတဲ့ကာလီဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်ဒုတိယမြောက်ရှင်ကောဋ္ဌညသောတာပန်ဖြစ်ပြီးရင်သူကဒုတိယဖြစ်တယ်ဓမ္မစကြာတရားပွဲမှာလာပြီးတရားနာတဲ့ထဲမှာ तू မပါဘူးသို့သောမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတဲ့အခါမှာဟေမဝတ္တသုတ်တံဆိုတာရှိတယ်ဟေမဝတ္တနတ်နဲ့တာတာဂိရနတ်တို့မြတ်စွာဘုရားရှိသွားကြတဲ့အခါမှာလမ်းမှာကောင်းကင်ယံကစကားပြောတာဘုရားအကြောင်းဆွေးနွေးကြတယ်တယောက်ကဓမ္မစကြာတရားပွဲကထလာတယ်တာတာဂိရကဓမ္မစကြာတရားပွဲကထလာပြီးတော့တငယ်ချင်းဖြစ်တဲ့ဟေမဝတ္တနတ်စီကိုလာခေါ်တာခေါ်တော့ဟိုကလည်းထွက်လာသူကလည်းသွားအခေါ်လမ်းမှာဆုံတယ်အဲ့ဒီဆုံတဲ့နေရာဟာရာဇဂိုမြို့ရဲ့အထက်မှာကောင်းကင်ယံမှာဖြစ်တယ်အဲ့တော့တယောက်ကဘုရားကိုကိုယ်တိုင်ဖူးပြီးတော့တရားနာလာတဲ့ပုဂ္ဂိုလ်ဓမ္မစကြာဟောတဲ့ညမှာနော်ဓမ္မစကြာတရားပွဲဟောပြီးတော့တရားပွဲကထလာတဲ့လူထလာတဲ့နတ်ဟိုနတ်တယောက်ကလည်းဟိမောတမှာပန်းနေပွင့်လို့လာခေါ်တာတငယ်ချင်းနှစ်ယောက်ဆုံးတယ်အဲ့ဒီတငယ်ချင်းနှစ်ယောက်ကဒီဘဝသာနတ်အတိတ်ဘဝတုန်းကဘုန်းကြီးနှစ်ပါးတရားကျင့်လာတဲ့ဘုန်းကြီးနှစ်ပါးပညာအရေးချင်းတွေကရှိခဲ့ပြီလားအဲ့တော့ကိုယ်တိုင်မြင်ခဲ့တဲ့ကိုယ်တော်ကတော့ဘုရားပေါ်မှာတန်တရားမရှိဘူးကိုယ်တိုင်မြင်ခဲ့တဲ့နတ်ကတော့တတ္တဂိရနတ်ဟေမဝတ္တနတ်ကသူကိုယ်တိုင်မမြင်ရသေးတော့လောကမှာဘုရားနဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကများတယ်တဲ့အဲ့ဒီဘုရားကစစ်မှန်ကြလားဆိုပြီးတော့ဘုရားအကြောင်းတွေစိတ်ငုံငုံမေးတာအဲ့ဒါဟေမဝတ္တသုတ်လို့ခေါ်တာပဲအဲ့ဒီလိုမေးတာတွေကိုကောင်းကင်ယံမှာစကားပြောတဲ့တွေကိုကြားပြီးတော့ဘုရားအကြောင်းပြောတာကိုအာယုယူပြီးပီတိတွေဖြစ်ပြီးတော့သောတာပန်ဖြစ်သွားတာအဲ့မှာအသိဉာဏ်တွေပေါက်သွားတာနော်အဲ့တော့ရှင်ကောဋ္ဌညပြီးရင်ဒုတိယမြောက်သောတာပန်ဖြစ်တာအမျိုးသမီးကောဋ္ဌညဝပ္ပဗာတိယမဟာနံအတ္တစိလို့ဆိုတဲ့ပိဿဝဂ္ဂိ5ပါးထဲမှာနော်ရှင်ကောဋ္ဌညကပထမဆုံးဖြစ်ပြီးတော့ဟောဒီကာလီဆိုတဲ့ကုလလဂရိကမြို့ကအမျိုးသမီးကြီးကသူကဇာတိကရာဇဂိုကအိမ်အောင်ကြတော့ကုလလဂရမြို့မှာအိမ်အောင်ကြတယ်အဲ့ဒီကနေပြီးတော့မီးဖွားဖို့အတွက်မိခင်မြို့ပြန်လာတဲ့အချိန်မှာနော်သူကကောင်းကင်ယံကစကားတန်တွေနားထောင်ပြီးတော့တဆင်ကြားကြီးညိုပြီးတော့အသိဉာဏ်တွေဖြစ်သွားပြီသောတာပန်ဖြစ်သွားတာအဲ့တော့ရှင်ကောဋ္ဌညပြီးသောတာပန်ဖြစ်တာကကာလီဆိုတဲ့အမျိုးသမီးလို့ဒီလိုမှတ်တာဒါစာထဲမှာပါရတန်းနဲ့မြုပ်နေတဲ့အရာတစ်ခုပေါ့နော်တချို့ကမေးလိုက်ပဲတပည့်ဆက်ကြတရားပြီးဘယ်တော့ခေါ်တာတုံးဆိုအနတ္တလက္ခဏာသုတ်လို့ဖြစ်ညာလေအနတ္တလက္ခဏာသုတ်က9ရက်လောက်ကြာမှဟောတာတပည့်ဆက်ကြပြီးခေါ်တဲ့သုတ်ကဟိမဝတ္တသုတ်ပဲဘယ်မှာဘယ်ချိန်မှာဘယ်တော့မှဟောတာတုံးဆိုတပည့်ဆက်ကြဟောတဲ့ညမှာဟောတာပဲအဲ့သုတ်ကဒါမို့ဘုန်းကြီးတို့ခေါ်ထားတဲ့ထဲမှာဓမ္မစကြာညဤအမှတ်တရများဆိုတဲ့ထဲမှာဟိမဝတ္တသုတ်ကိုဟောတာ